မက်ဆီကရွှေဖနက်စုကိုရခဲ့ဘူးတယ်မရခဲ့ဘူး yes ရခဲ့ပြီ ကိုခန့်အာဆင်နယ်ကိုကောင်းမှုစေမဲ့ Zinc ခွန်အားတွေကိုပြင်လည်ဖြစ်တင်းပေးမဲ့ Vitamin B6 B12 တို့ပါဝင်တဲ့ Fire Dragon အားဖြစ်အချို့ကြီးခွန်အားအပြည့်နဲ့နေ့တိုင်းအတွက် Fire Dragon မက်ဆီနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေဘယ်လောက်သိလဲဆိုတာကိုဟန်နီနဲ့အတူတူသွားမေးကြည့်လိုက်ရအောင်အခုမက်ဆီအကြောင်းသိလား တက်ရောက်မတည်ဘူး အဲ့တော့မသိဘူးဒါပေမဲ့မက်ဆီကိုသိရဟုတ် သိရော အဲ့ဆိုမက်ဆီနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးမေးမယ်โอเคမက်ဆီကကမ္ဘာဖလားဘောလုံးပွဲတစ်လျှောက်မှာဂိုးမသွင်းခဲ့တဲ့ကမ္ဘာဖလားရှိခဲ့ဘူးတယ်မရှိခဲ့ဘူးရက်စော်နှုံဖြေပေးရုံပဲ ရှိရပြီ ရှိခဲ့ဘူးတယ်ဟုတ်တယ်နောက်တစ်ခုအနေနဲ့မက်ဆီကရွှေဖနက်ကိုစုကိုရခဲ့ဘူးတယ်ရက်စော်နှုံ ရှိရခဲ့ ရခဲ့လို့လား ရခဲ့ ရခဲ့ What ရခဲ့ပါဦးအဲ့ဒါပဲမှားပါပြီကျေးဇူးပါဖြေပေးရတဲ့ high five စီကအခုကမ္ဘာဖလားပွဲတစ်လျှောက်လုံးမှာကွာဂိုးမတင်ခဲ့တဲ့နှစ်ရှိခဲ့ဘူးတယ်ရက်စော်နှုံ ရှိတယ်လေလို့ ပြီးတော့နောက်တစ်ခုအနေနဲ့မက်ဆီကရွှေဖနက်စုကိုရခဲ့ဘူးတယ်မရခဲ့ဘူးရက်စော်နှုံ ရခဲ့ yes お前はもう死んでいる。何？ ရခဲ့တယ်လေ ရခဲ့ဘူးရှင်းကြည့်လိုက်အောင် စေဖနာစု ဟုတ်တယ်ရွှေဖနက်စုကိုโอเคအခုမက်ဆီကနေပြီးတော့အခုကမ္ဘာဖလားပွဲတစ်လျှောက်လုံးမှာဂိုးမသွင်းခဲ့တဲ့ကမ္ဘာဖလားရှိခဲ့ဘူးတယ်မရှိခဲ့ဘူး ကမ္ဘာဖလားမှာဂိုးမသွင်းတဲ့နှစ် ရှိခဲ့ဘူး မ တယ် ရှိဘူးမရှိဘူး ဟာ は？ အဲ့ဆိုရင်တင်ကောင်းပါမှားရှိခဲ့ဘူးလေမက်ဆီကအခုကမ္ဘာဖလားပွဲတစ်လျှောက်လုံးမှာဂိုးမသွင်းခဲ့တဲ့နှစ်ရှိခဲ့ဘူးတယ်မရှိခဲ့ဘူးရက်စော်နှုံ yes yes ဟုတ်တယ်မှန်တယ်ပြီးတော့နောက်တစ်ခုအနေနဲ့မက်ဆီကရွှေဖနက်စုကိုရခဲ့ဘူးတယ်မရခဲ့ဘူး yes ရခဲ့ပြီ ရခဲ့ဘူး ရခဲ့ ပြပြနဲ့ကျေးဇူးပါပါပြ high five ဟာအဂျာတီနာအဲ့နေဆိုတော့မက်ဆီဖန်လား ဟုတ်ပါတယ် ဟုတ်တယ်မက်ဆီကကမ္ဘာဖလားပွဲမှာပေါ့အနီကပြခံခဲ့ရဘူးတယ်အပြမခံခဲ့ရဘူး yes ပြန်ကအမကဘာလာပေါ်မှာတော့ပြမခံရအောင် ပြခံဘာလို့ဆိုတော့အရန်တော်ရပါဟုတ်လို့ okay အဲ့ဆိုနောက်ဆုံးတစ်ခုနဲ့ပြန်သွားလိုက်မယ်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့မက်ဆီကရွှေဖနက်စုကိုရခဲ့ဘူးတယ်မရခဲ့ဘူး ရခဲ့ပြီ မရခဲ့ဘူးမှန်တယ်မက်ဆီဖန်သာတိတာကို high five အခုကြည့်နေတဲ့ပြည်သက်ကြီးရအောင်မိကုဘနက်ခုကိုမှန်အောင်ဖြေနိုင်ခဲ့လဲဆိုတာ comment မှာရေးပေးခဲ့အောင်နော်ဟန်နီတို့ဒီစီစဉ်လေးကိုတော့ Fire Dragon Energy Drink ကနေပြီးတော့အဓိကကူညီပံ့ပိုးပေးထားတာပဲဖြစ်ပါတယ်ကဲနောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမယ်နော် bye bye